好那个长啊，非常老啊，有那这样太靠近了。没，打龙那种，打龙。ကိုအေးဗါလဲ ကျွန်တော်ထမင်းမိုးလေးနဲ့လောက်မသားပါလား အကွာမင်းတို့ကောင်တွေကကွာအချိန်ရမရှိပါဘူးကွာမ ငါကိုတက်ရကြောရှိပါသေးကျမ်းပါသေးချမ်းသာပါသေး ချော့အကို အေးဘာဖြစ်ပြန်ပြီလဲ အခုဖယ်သွားမို့ နှလုံးမထုံးလို့ကွာအချိန်ရမရှိပါဘူးမင်းကတော့မှ အဲ့ဒါတော့ပဲကျွန်တော်နှလုံးတစ်ခွက်လောက်ထုတ်ခဲ့ပြီပါ ပေးဘာထုံးပါလဲပေး ရောကိုရခုံလေးတစ်ထောင်မို့ပဲ ပြီးရောကွာတထောင်သားတစ်မျိုးကွာဟာအကူကြီးအပိုင်ကွက်ကြီးကမှားလိုက်တာဗျာ ဟုတ်လား ဟုတ်တယ်ကျွန်တော်လိုက်ထိုးရမှာနည်းနည်းရတယ် ဟာဝမ်းသာပါကိုရ ဒီမှာအကူပေါက်လို့ကျွန်တော်ပတ်စံလာပေးရကျွန်တော်ထမင်းဘိုးကဘိုးထည့်ပေးရအောင်ကို ဟုတ်ကဲ့ကိုရကျေးဇူးတင်ပါဟာ ဟုတ်ဒါနဲ့ကျွန်တော်ညနေအပိုင်ကွက်လေးတစ်ခွက်တော့လုပ်ပါ အပိုင်ကွက် ဟုတ်ကဲ့ ဟာရမယ်ဒါမှကျွန်တော်တွက်ခါအောင်ပါကို အော်တော့အောင်မလား တွက်အောင်ပါ အော်ဟုတ်ကဲ့အဲ့ဒါဟိုကျွန်တော်တွက်ပြီးတော့ကျွန်တော်ညနေကျမှကျွန်တော်တော့ထိုးနေအကူထိုးနေတယ်ကျွန်တော်ထည့်ထိုးပေးမယ်လေဗျာ ရတယ်ညနေအပိုင်မဲနော်ကို အပိုင်မဲနော် အပိုင် ဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်ညနေမှပဲလိုက်ယူတော့မယ် ဟုတ်ကဲ့ကို သွားလိုက်အောင်လို့ ဟုတ် ဟိုအပိုင်ခွဲရပြီလား ဟင်အေးရပြီညီလေး ဟာအကူပိုင်ပြီဆိုတော့ကျွန်တော်ကိုင်ပြီလေဗျာ ဒီမကြီးဘာလဲ အင်္ဂလိပ်ရလေကိုရ မင်းဟာ မဟုတ်ဘူးဘင်းရခိုးလာအမဟုတ်လေကိုကျွန်တော်ဟာဗောဗျာ အေးအဲ့လိုလုပ်ပါမယ် ဒီမှာအပြည့် ဟာညီလေးမင်းတို့ပတ်စံနေအများကြီးဘာလို့မှုတော့ ရမယ်လေကိုရဆိုင်ကယ်တွေဖုန်းတွေရှိတာအကုန်ရောင်းပြလာ ဟမ် ကိုယုံလို့အော်မလို့ ဟမ်အော်မလို့အေးအော်လေအဲ့ဒါဆိုလေ အဲ့ဒါကျွန်တော်ဘာအောင်လဲ ဘာအော်อ่ะညီလေးဒီလိုပတ်စံနေများနေမှာတော့ညီလေးอ่ะမင်းဒါမလုံးနေတော့ဒါလို့အော်အဲ့ဒါလား အေး ဒီနေ့ထွက်ရတဲ့ကွက်တီပဲလေကိုရ ဒါဗော အဲ့ဒါကျွန်တော်ဘာအောင်မလဲ 354 ကုံမနိုင်ဗော ဘာတွေပြောနေရ အမဟုတ်လေကိုရကျွန်တော်ပြောတာကျွန်တော်ဒါတော့အခြေကြီးကင်မတော့ဒိုင်းကုန်ပြီဒိုင်းပြောင်းပြီဒါကိုပြောတာ ဒါဗော ဒါဘောလုံနေရကိုညနေကြလို့ရှိရင်ကိုရောညီရောနှစ်ယောက်တော့ဘွားပြောင်းမယ်ကိုကြီး အေး ကိုကျွန်တော်ပွဲဥထွက်နေနေအဖွင့်လေးနေနဲ့ KTV လိုက်ပို့ပြီးမယ် အေး KTV ဆိုင်တော့ပြန်ငားပြမယ်ဗျာ ငားမယ်လေဒါပဲလေ ရောစေတော့ဒါကျွန်တော်အချိန်လေးရှိတော့တိုင်းပြီးအော်လိုက်မှာကိုကြီး အေးအော်တော် သွားပြီတော့ကို ဒီလေပေါက်ပြီငါနေဘယ်ကောင်ရောက်ဟာဒီကောင်ငါရန်သူပဲတွေ့ပြီဒီကောင်နဲ့ငါနဲ့တွေ့ပြီဒီကောင်ရှင်းရဟဲ့မင်းဘယ်ကောင်လဲဘာလာလို့ဒီကိုဟမ်ဒီလေမင်းဘယ်ပြလာပြောတာငါပြောတာဘယ်ပြလာ ကျွန်တော်အကိုကြီးရဲ့အပိုင်ဘောအော်ရတာအခုတော့ကျွန်တော်မှစားရအောင်နေရအိမ်မှာမရှိတော့ကိုကြီးက ဟမ်ဟာချိန်မကောင်းကြီးလေဘာမှအမငယ်နဲ့အကိုကြီးအော်ကဘယ်လိုမင်းဒီလိုဖြစ်တာအကိုကြီးမှတောင်းဝင်ရှိတယ်အကိုကြီးကုညီမယ်နော်ကိုကြီးကုညီမယ်ကိုကြီးကဒီမှာနှစ်ယောက်တူတောင်းဟဲ့လားကိုကြီးတောင်းကျွေးမယ်ကွမ်းညီလေးဘာမှမဘူးနဲ့ တောင်းတာတော့ဟုတ်ပါဘူးကိုကြီးကဒီမှာခွက်တော့မရှိပါဘူးကိုကြီးက ဟမ်ဘာအဲ့တော့လည်းမဘူးနဲ့လေတို့ညီကိုလည်းဒီမှာနှစ်ယောက်တော့တောင်းမယ်လေဟုတ်လားနောက်တစ်ခုတောင်းမယ်ဘာမှအားမငယ်နဲ့ယောက်ျားပဲကွာအာတင်းသားသမားဟုတ်လားအေး ကျေးဇူးတင်ပါတယ်ကိုကြီးက အေးဘာမှအားမငယ်နဲ့နော်ဒါမှမဟုတ်တော့တောင်းစားတာလည်းမလွယ်ဘူးနော်ညီလေးဘာမှအားမငယ်နဲ့အာတင်းသားအေး လုံးလာတဲ့ထေးသားလေးကိုရောတောင်းလာဖြစ်သွားပြီအခုတော့အိမ်ကိုအိမ်နဲ့ချမ်းသာမရှိရေရတဲ့ထောင်းလာယုံပြီးဟောတာကိုပါ အကိုဟဲ့ကျွန်တော်တို့ထမင်းမိုးလေးနဲ့လောက်မသားပါတော့ဘူးကျွန်တော်တို့ညီကိုနဲ့ အေးကွာငါလည်းအလုပ်ကနေအဆင်ပြေတာမဟုတ်ဘူးကွာအဲ့လိုမြင်တော့လည်းငါလည်းမနေနိုင်ကွာတနာတက်တယ်ဒီလား ဟုတ်ဟာအခုစေတနာတအားကောင်းနေဗျာအခုဒါနဲ့ဒါလေးမျိုးဝါသနာပါဘူး နည်းပါတော့ညီလေး ဟုတ်လားအခုကျွန်တော်အပိုင်ကွက်လေးပေးချင် ဟာရပြီညီလေးပိုင်ကွာဆို ဟမ်ဒါပဲမရပိုင်ကွာငါ့ဟိုတော့ခေါင်းလာပြောင်းလို့ဘာယူနောက်တော့တရားတော့ထက်ခေါ်ခြင်းနဲ့ရောအပိုင်ကွာ